2026ခုနှစ်ဖေဖော်ဝါရီလဟာမဂါရရာသီဘွားတွေအတွက်ရိတ်သိမ်းချိန်နဲ့တည်ငြိမ်မှုကိုယူဆောင်လာမယ်လာတလားဖြစ်ပါတယ်။တင့်ကိုအုပ်ဆိုးတဲ့စနေကြိုညအရှိန်ဝါကြောင့်ဇွဲလုံးလာရှိစူးစမ်းခဲ့သမျှအသီးပွင့်တွေကိုစတင်မြင်တွေ့ရမယ်ကာလပါပဲ။စီးပွားရေးနဲ့အလုပ်ကံကန်တာအနေနဲ့ကတော့အလုပ်ခွင်မှာတင်ရဲ့တာဝန်ယူမှုတာဝန်ခံမှုကိုအထက်လူကြီးတွေကအတိအမှန်ပြုလာပါလိမ့်မယ်။ဝန်ထမ်းများအနေနဲ့ယာဒူတိုးဖို့အခွင့်အရေးရှိသလိုခိုင်မာတဲ့လုပ်ငန်းစံတန်းတစ်ခုကိုရောက်ရှိပါမယ်။တစ်ခုရှိတာကအလုပ်ဖိအားများလို့စိတ်ပြန်ပန်းတတ်ပါတယ်။စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့မြေယာအိမ်ချမ်းမြေသို့မဟုတ်ရေရှည်စီမံကိန်းကြီးတွေကနေအကျိုးအမြတ်ရဖို့လမ်းစာမြင်ရပါမယ်။ယုံကြည်ရတဲ့မိတ်ဆွေဟောင်းတွေနဲ့ပူးပေါင်းလုပ်ကိုင်ရင်ပူအောင်မြင်ပါလိမ့်မယ်။ငွေကြေးကဏ္ဍအနေနဲ့ကတော့ဒီလမှာငွေဝယ်လန်းတည်ငြိမ်နေပါလိမ့်မယ်။စနစ်တကျငွေသုံးဆွဲတတ်တဲ့တင်းရဲ့ပင်ကိုစရိုက်ကြောင့်ငွေကြီးစုဆောင်းမှုပိုမိုအားကောင်းလာမယ်လားပါပုံမှန်လောက်ခလာစာတဲ့အမွေအနှစ်သို့မဟုတ်အရင်ကရင်းနှီးထားတဲ့အရာတွေကနေအကျိုးအမြတ်ပြန်ရတတ်ပါတယ်တတိထားရမှာကတော့မိသားစုသို့မဟုတ်အင်ကိစ္စတွေအတွက်မမျှော်လင့်ပဲငွေသုံးရတတ်ပါတယ်သို့တော့တင့်ကိုဒုက္ခပေးလောက်တဲ့အထီးတော့မဟုတ်ပါဘူးအခြေရေးနဲ့လူမှုရေးကဏ္ဍအနေနဲ့ကတော့အခြေရေးမှာတော့နည်းနည်းအေးစက်နေတတ်ပါတယ်အလုံးနောက်ပဲလိုက်နေတာကြောင့်အိမ်ထောင်ဖက်ဒါမှမဟုတ်ချစ်သူကိုအချိန်မပေးနိုင်ပဲဖြစ်နေပါလိမ့်မယ်အိမ်ထောင်ရှိချစ်သူရှိသူများအနေနဲ့စကားပြောဆိုရမှာချိုးချိုးသားသားပြောပေးဖို့လိုပါတယ်။တင်းရဲ့တီတင်းလွတ်နဲ့မျက်နှာထားကြောင့်ချစ်သူကစိတ်ခုနေနိုင်ပါတယ်။လူပြောအဖြိုများအနေနဲ့အသက်ကြီးသူတွေသို့မဟုတ်ကိုယ့်ထက်အတွေ့အကြုံများသူတွေရဲ့စိတ်ဝင်စားမှုကိုခံရတတ်ပါတယ်။ရုတ်တရက်ရင်ခုန်နိုင်မှုထက်တဖြည်းဖြည်းချင်းတန်ရောစင်ဖြစ်တာမျိုးပိုကြုံရပါလိမ့်မယ်။ကျမ်းမာရေးကဏ္ဍအနေနဲ့ကတော့အယိုးစစ်နဲ့တွားကျမ်းမာရေးကိုဂရုစိုက်ပါကယ်လ်ဆီယမ်ကျွဲဝတဲ့အစားအသောက်တွေစားပေးပါအလုတ်လုတဲ့အခါခါနာတာမျိုးမဖြစ်အောင်ထိုင်တဲ့ပုံစံကိုဂရုစိုက်ဖို့လိုပါတယ်ကံကောင်းစေတဲ့အကျိုးပေးကဏ္ဍကတော့ shit 473တို့ဖြစ်ပါတယ်ကံကောင်းစေသောအယောင်ကတော့အပြာရင့်ရောင်အနက်ရောင်အညိုရောင်တို့ဖြစ်ပါတယ်အရေးကြီးတဲ့ကိစ္စရပ်တွေကိုစမေနေ့တောက်ကြနေ့တွေမှာလှုပ်ဆောင်ပါရရအနေနဲ့ကတော့စနေနေ့မှာဖះမှာနှိုးစွမ်းလူတန်းပါလမ်းဘေးကလူအပ်နေတဲ့သူတွေကိုအဝတ်ထဲဒါမှမဟုတ်စောင်းလူပေးပါစောင်းရံနဲ့ရှောင်းရံအနေနဲ့ကတော့အနာဂတ်အတွက်ရေရှည်စီမံကိန်းတွေကိုဒီလမှာစတင်အကောင့်ထဲပေါ်ပါတင်းရဲ့ဆုံးဖြတ်ချက်တွေကမှန်ကန်နေပါလိမ့်မယ်စိုးရင်စိတ်လွန်ခဲ့တာမျိုးရှောင်ပါအရာရာကိုကိုယ့်ဘာသာထိန်းချုပ်ခြင်းတဲ့စိတ်ကြောင့်ဘေးကလူတွေစိတ်ကျဉ်းကျပ်နိုင်ပါတယ်အကြံပြုချက်အနေနဲ့ကတော့တပတ်မှာတရက်လောက်တော့အလုံးနဲ့လုံးဝဝေးရမှာအနားယူပေးပါအဆအစာအရာရာအဆင်ပြေလို့ကိုယ်စိတ်နှစ်ပါးကျမ်းမှာချမ်းသာပါစေလို့စံတာပြုလိုက်ပါတယ်နော်